OK，ရေးကြီးဆုံးကတော့အမြန်အချိန်မဆွဲဘဲနဲ့အမြန်ဆုံးနီးစပ်ရာအစိမ်းရုံကိုတွားဖို့လိုအပ်တယ်ဘာဖြစ်လို့လဲဆိုတော့ကြက်သားအတွက်အရေးကြီးဆုံးကအသက်ကတော့အချိန်ဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့ဆေးပညာမှာဆိုရိုးစကားလည်းရှိရ time is muscle ဆိုပြီးတော့တင်စားကြတယ်ပေါ့နော်အဲ့တော့ဆေးရုံသွားဖို့ပြင်ဆင်နေတဲ့အချိန်အတွင်းမှာလည်းကျွန်တော်တို့လုပ်အိမ်မှာဒီနှလုံးကြက်သားကိုမပြတ်စည်းအောင်လို့အရေးပေါ်လုပ်ပေးလို့ရတဲ့အရာတွေရှိရပေါ့နော်အဲ့ဒါကတော့ဒီဘက်အောက်နေတဲ့အချိန်မှာလုံနေတဲ့လုပ်ငန်းဆောင်တာတွေအကုန်လုံးကိုရပ်ထားပြီးတော့တောင်းတနားနေတာဖြစ်ဖြစ်ပေါ့နော်လှဲနေတာဖြစ်ဖြစ်လုပ်ထားရမယ်ပြီးရင်စိတ်ကိုတည်တည်ငြိမ်ထားရမယ်ပြီးတော့အိမ်မှာနိုက်ထရိုလို့ခေါ်တဲ့နှလုံးသွေးကြောပွင့်တဲ့ဆေးလေးမျိုးတွေစောင့်ထားတယ်ဆိုရင်တော့ဆေးပြားဆိုရင်တော့ရှားအောက်မှာတစ်ပြားငုံထားပြီးလို့ရတယ်ဖြန်းဆေးဆိုရင်တော့ရှားအောက်မှာနှစ်ချက်ဖြန်းထားပြီးလို့ရတယ်ပေါ့နော်အကယ်၍နိုက်ထရိုဆိုတဲ့ဆေးကိုပထမတစ်ကြိမ်ပေးပြီးသွားရင်မတက်တာဘူးဆိုရင်ပေါ့နော်နောက်9မိနစ်လောက်နေတစ်ခါထပ်ပြီးလို့ရတယ်အကယ်၍နှစ်ခါလောက်ပေးပြီးတော့မှမတက်တာဘူးဆိုရင်တော့ဒါဒီနှလုံးသွေးကြောစမ်းသပ်စစ်ဆေးလို့ရတဲ့ဆေးရုံတွေကိုအမြန်ဆုံးအရေးပေါ်သွားဖို့လိုအပ်နေတာဆိုတာပြတ်တာဖြစ်ပါတယ်အကယ်၍အိမ်မှာ aspirin လို့ခေါ်တဲ့ဆေးပြားတွေရှိတော့၄ပြားလောက်ကိုဝါစားပေးဖို့လိုအပ်တယ်ဒါတွေကတော့နှလုံးကျက်သားထိခိုက်မှုနည်းအောင်ကာကွယ်ပေးနိုင်တဲ့နည်းလမ်းတွေဖြစ်ပါတယ်ဟုတ်ဆရာကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့အခုအကိုရဲ့အဖေကိုလည်းလိုအပ်တဲ့စစ်ဆေးမှုတွေလုပ်ပေးနေတဲ့အကြောင်းပေါ့အရင်စိတ်ဝင်ပူပါနေအောင်ဟုတ်ကဲ့ဆရာအခုလိုသေချာရှင်းပြပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ဆရာဟုတ်ကဲ့ရပါတယ်ခင်ဗျဟယ်လိုဟုတ်ကဲ့အဲ့ဆိုကျွန်တော်တို့ echo ဆက်လေးယူပြီးတော့ ED လာခဲ့မယ်နော်ဟုတ်ဆရာမED မှာအရေးပေါ် chest pain နဲ့ patient လာလို့လေ portable echo လေးယူပြီးတော့လိုက်ပို့ပေးပါအောင်နော် ECG ကတော့လေ acute extensive anterior MI မယ်နော်ဟုတ်တယ်မှာဒီမှာလေ EF လေးနည်းနည်းကြာနေပြီးတော့ anterior septal ဟော hypokinesia ရတယ်အဲ့ဆိုရင်တော့အမကို loading dose လေးပေးပြပါလားနော်ဟုတ်ဦးလေးနှလုံးသွေးကြောလေးမှာတော့လေနည်းနည်းပိတ်တဲ့လက္ခဏာလေးတွေရှိတော့လေကျမတို့ဟိုသွေးကြောတွေကိုတေချာကြည့်တဲ့အထူးကန်းလေးကိုတစ်ချက်ရွှေ့ပြီးတော့တခြားလိုရတာကျန်တာဆက်လုပ်ပေးမယ်နော်အိမ်သားတွေပါလာရင်အဲ့ဆိုအိမ်သားတွေနဲ့အမတိုင်ပင်ကြည့်လိုက်မယ်လေသူတို့ agree ဖြစ်တယ်ဆိုတော့ calab ကိုရွှေ့တာပေါ့နော် calab ကိုလည်းအကြောင်းကြားထားပြီနော်ဆရာမဟို calab ဆိုတာဘာကြီးလဲဆရာမ calab ဆိုတာလေကျမတို့ကဒီသွေးကြောတွေကိုပေါ့နော်တေချာကြည့်တဲ့အထူးကန်းကိုခေါ်တယ်ပေါ့နော်ဦးလေးကဦးသွေးကြောပိတ်လက္ခဏာလေးရှိနေတဲ့အတွက်ကြောင့်အဲ့ဒီမှာကျမတို့တေချာဆက်ပြီးစောင့်ကြည့်ပေးမှာဖြစ်ပါတယ်ဟုတ်လူနာရှင်သဘောတူရင်တော့ကျမတို့အိပ်ဘက်အထဲကိုရွှေ့လိုက်တော့မယ်နော်ကျွန်တော်နှလုံးသွေးကြောစစ်ဆေးတဲ့အခါမှာရလဒ်၃မျိုးဖြစ်နိုင်တယ်ပေါ့နော်ပထမတစ်ခုကတော့အရန်အခြေအနေမဆိုးတဲ့အခါမျိုးမှာဆေးကုသမှုနဲ့ပဲအဆင်ပြေသွားတာမျိုးရှိတယ်ပေါ့နော်ဒုတိယတစ်ခုကကြတော့နှလုံးသွေးကြောကျင်းနေလို့နှလုံးသွေးကြောချဲ့ဖို့ထောက်ထည့်ရ stand ထည့်ရမျိုးတွေရှိနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကက်လက်တယ်မလို့နောက်ကျတော့ကျွန်တော်တို့အရန်အခြေအနေဆိုးလို့ပင်မသွေးကြောတွေပိတ်တာဖြစ်ဖြစ်သွေးကြောပိတ်တာများတယ်၃ချောင်းလုံးပိတ်တာမျိုးတွေမှာမျိုးဆိုရင်တော့coronary bypass လို့ခေါ်တဲ့ခွဲစိတ်ရမျိုးလောက်အောင်ပေါ့နော်အဲ့လိုခါမျိုးမှာကျွန်တော်တို့ဆေးရုံမှာရှိတဲ့နှလုံးခွဲစိတ်ထူးထူးဆရာဝန်ကြီးနဲ့ပြပြကုသပေးမယ်ပေါ့နော်ကျွန်တော်တို့လူနာ procedure စပါတော့မယ်ကောင်းကောင်းကြိုးစားပေးပါမယ်စိတ်ငြိမ်ထားပြီးတော့စောင့်ပေးပါအောင်နော်ဟုတ်ကဲ့ပါဆရာကျေးဇူးအများကြီးတင်ပါတယ်ဆရာဟုတ်ရပါတယ်